နာလှေတုံနဲ့လာစမ်းပါမြင်ပါဖြစ် နင်ကလေငါတို့စီမှာစားရဲစားတာအစုံမမရှိတာယူပလိတ်ဖိုင်ပြန်လို့ဟာလေ ဘာမှမရှိတော့လဲဘာဖြစ်လဲကိုစတိုင်နဲ့ကိုနေလေအဲ့လိုကိုကြည့်တကြီးချောက်ကြည့်မနေနဲ့ထိုင်းမှာအဲ့လိုပေါ်တယ်လုံးမရဘူးငါလိုမျိုးခေါ်တိုင်းစတိုင်နေကမှကိုစတိုင်နဲ့ကိုနေစမ်းမနေရလဲ ငါတို့ရောရလေအများမြင်ရလဲမြန်မာမှာတိတ်နေပြီကို ဟဲ့မြန်မာမသိတော့လဲဘာဖြစ်လဲဟိုမှာထောက်ထားရှိလို့ဘာလို့နဲ့နေလို့ရှင်ဘယ်ပလိတ်မှာကိုခိုင်ရဲဘူးငါလိုနေလေဒီမှာထိုင်းမှာနေလို့ရှင်ဘလိုမျိုးအထာနဲ့နေရမလဲဆိုတော့အကုန်သင်ပေးမယ်စိတ်ချ ရောပြနင်အဲ့ဒါနဲ့ဆက်ဆက်ထားရတယ်အဲ့ဒါ ထားလားနင်သိစရာမလိုပါဘူးလာစမ်းပါ ทำไมวันนี้ไม่มีคนเลยทำไมเงียบจังเอาอะไรดีครับรับอะไรดีครับเอาอะไรดีครับรับอะไรดีครับ สวัสดีค่ะ สวัสดีครับ แล้วอะไรดิมาลูกสวัสดีค่ะเดี๋ยวนี้ สวัสดีค่ะ เอาอะไรดีครับ ငါကဈေးစားဝယ်ပါမနော်ဈေးစားဝယ်ပါဆိုတော့ငါဘယ်လိုပုံစံမျိုးနဲ့ဈေးဝယ်လဲငါထိုင်းစကားကိုဘယ်လိုမျိုးတွေလဲပတ်မှုနေအောင်ပြောလဲဆိုတော့နင်နားထောင်ထားတော့နော်นี่ค่ะอันนี้ค่ะ อันนี้ได้ครับ อันนี้20 บาทครับได้ครับ อ่ะพี่ได้จတော့อันนี้ค่ะ อันนี้15 บาทครับ พี่ได้จတော့อันนี้ค่ะ อันนี้10 บาท นี่หาเลยပုံလို့ကိုမိတန်းနေတယ်ကိနေ อันนี้ဆိုတာဘယ်လောက်ထိရေးပါလဲဆိုတော့နင်ကြည့်လိုက်သူကုန်နားလဲဟာလေရင်းနေဆက်ပြီးတော့ကြည့်ကြပါငါလည်းရေးတယ်ပြီးဟက်ပီအိမ်ရထုတ်ရတာဘောတယ်လေพี่ค่ะနောက်ထပ်อันนี้ค่ะ แล้วก็อันนี้ครับผม ပြီးတော့อันนี้อันนี้เนาะนี่ อันนี้โอเคอันนี้โอเค จวนนะ โอเคครับผมทั้งหมดอันนี้นี่ทั้งหมดนี้70 บาทครับ ฮะ 70 ฮะ บาทครับ ဘယ်လောက်လဲ ငယ်ချင်းဘယ်လောက်လဲမေးစရာဘူးမလို့อ่ะငယ်ချင်းဘယ်လောက်သွားနေလဲကြည့်ထားတော့ อ๋อทอน30 บาทครับ ค่ะ แล้วของคนนี้เป็นคนที่ไหนครับ ฮะยังไม่เห็นเลย ဒီကထိုင်းလာကြနေပြီလေထိုင်းအိမ်ကမသိဘူး အော်ငယ်ငါမသိတာနဲ့နည်းနည်းငှားလိုက်တာနဲ့ဘယ်လောက်ထိငါလေးလာအားကောင်းလဲဆိုတော့သူမေးတာတို့ကထိုင်းနေလားထိုင်းလူကြီးใช่ค่ะคนไทยငါစကိုင်းနေတကယ်လို့မြင်နေရတိုင်းဆိုပြီးတော့ခင်ပါ ขอบคุณค่ะ ขอบคุณค่ะคนไทยใช่ป่าวะ ဒါတငယ်ချင်းခိုင်းတငယ်ချင်းနင်တွေ့ရနော်ငါရဲ့ထိုင်းအထာဘလို့နဲ့လဲဆိုတော့နင်တွေ့သွားပြီနော်တငယ်ချင်းနင်တင်ယူလိုက်ရလားတငယ်ချင်း လေ့လာပါတယ်ဟဲ့ဒါနဲ့နေပေါင်းဒီမှာ30နေပေးတာ100ဘာဖြစ်လို့ရွှေစည်းကိုမပေးလဲ တငယ်ချင်းကလည်းငါတို့ထိုင်းအထာနဲ့ပို့တင်ပေးရဆိုတာထိုင်းအထာနဲ့ရှင်ကျွေစည်းတော့ရှိမှရမယ်ကျွေစည်းတော့ရှိမှထိုင်းအထာဆိုတာနတ်တာ နင်းရထိုင်အထာနာတယ်ဆိုတာကတရားတန်ကိုပေးတယ်စကားနားမလဲတော့အကျွေးစီယူလာပြီးတော့ဒီထဲထည့်တယ်ဒါဘောထိုင်ဌာနတယ်ဆိုတာငါတော့မယုံတော့နင်ငါတော့တိုက်မဲ့ဂျင်းထဲလာမလားနော်နင်ငါမယုံဒီတစ်ခါပဲဂျင်းထဲခံမယ်နော်ဒီဂျင်း အကျွေစည်းတော့ဒီလိုမျိုးထိုင်းအထာတွေနတ်တဲ့နတ်ဖို့တတထိုင်း online class မှာတင်တဲ့အဖို့မင်းနဲ့နော် ဖြူဖြူလို့တငယ်ချင်းရဲ့ဂျင်းထက်တာမခံရဖို့တတထိုင်း online ကလပ်မှာထိုင်းစာထိုင်းစကားအခြေခံကနေစပြီးတော့လေ့လာလို့ရနေပြီနော် ကျွန်တော်တို့ရဲ့အချိန်ကုန်တက်တာပြီးအတက်မြန်စေတယ်တသားထိုင်း online class တင်တန်းမှာဆိုရင်ဆရာမနဲ့တကယ်တင်ထားပေးတယ် Zoom အထူးတင်တဲ့အပြင်ပြင်တင်တန်းတွေလည်းဖွင့်လှစ်ထားပါတယ်အပြင်တင်တန်းတင်နေရာတွေကတော့အုံးရံပစ္စည်းလုံထပလီနဲ့ PDF အကမိုင်းတွေဖြစ်ပါတယ်ပြီးတော့တင်တန်းကလူကြီးအကန့်အသတ်နဲ့တိတိရောက်တင်ထားပြရဆိုလို့စိတ်ဝင်စားရဆိုရင်တော့ပြည့်မစင်ညာတွေအများဆုံးတက်လိုက်ပါခင်ဗျာ Yeah. You swipe left on my heart like a Tide app. Two-step verification, but you knew the trap. Said I need space, but your timeline's packed. Our flame died quicker than a birthday snap. Your lips dripped honey with a cyanide twist. Cancelled our plans like a streaming service missed. We were Wi-Fi strong, but you switched to 5G speeds. Let me buffering in your cloud of deceit. Got me like spam mail, love
was on sale. You changed the password. Now I'm locked out the vault.